collaboration လုပ်ပေးပါမယ်ဒီနေရာမှာတယောက်ကတော့ဒီ laptop ကိုကင်ထားရပါမယ်ကျန်တဲ့နှစ်ယောက်ကတော့ဒီ drone ကိုကင်ထားပြီးတော့360ပတ်လေးထည့်ရပါမယ်နောက်ဆုံးအသံမြည်တဲ့အထိထည့်ပေးရပါမယ်ဒီ collaboration လုပ်နည်းလေးကိုကျမတို့နောက်ထပ်ဗီဒီယိုလေးနဲ့အသေးစိတ်ပြန်လည်ဖော်ပြပေးပါမယ်ဆက်လက်ပြီးတော့ကျမတို့စာအုပ်လေးကိုတက်ဆင်ပေးသွားမှာဖြစ်ပါတယ်ဒါလေးကတော့25 kg ရှိတဲ့စာအုပ်လေးပဲဖြစ်တယ်ဒီလိုမျိုးလေးအခု3ခုကိုကျမတို့အခု draw မှာတက်ဆင်ပေးသွားမှာဖြစ်ပါတယ်တက်ဆင်တဲ့အစင်စင်ကိုကျမတို့ဗီဒီယိုလေးနဲ့အသေးစိတ်ရေးပေးထားပါတယ်ဒီဟာလေးတွေကိုဘယ်နေရာမှာအသုံးပြုလဲဆိုရင်တော့ကျမတို့ဘုံကျဲတဲ့နေရာမှာအသုံးဝင်ပါတယ်